တက်ကြည့်ပါ ဘာကြီးပေးလိုက်တဲ့လိပ်စာဟုတ်ရလားဗျာညီလေးပင်မန်းနေဟုတ်ပါလားကွာဒီမှာလေ ဟောတာရောသူ့ ပေါ မှု င်း တ တာ ယ် တ ဆို လား တော့ အလဲဘလောက်ဘယ်မြို့ဒါပဲလေကွာဟာဆို စတိုင်နဲ့ ဟာဟိုမှာခွေးတွေထူလာရင်မီးလာပါတိုင်းရပါကြည့်တယ်ဘာလို့အဲ့လိုရှောက်အောင်နေမြို့မှာအတိလို့မအော်ရဘူးရှက်စီရကြီးကိုရရကွာရောက်ဘာမှဆိုရင် TV တစ်လုံးနဲ့ပြတယ်ဒီရုပ်ရှင်ရုပ်ရပြီဒေသဆိုင်လုံးကပြတာအဲ့လိုမရှိဟုတ်ငါတေချာလေးကြည့်ပေးမယ်သိလားညလည်းအရှင်နေရှိုးရတယ်မအင်္ဂလိပ်ဆိုင်နဲ့ရေးတာတွေ့လားဟုတ်ဒါမှလည်းသုံးနှက်အောင်ရေးရှိတာဆိုတော့မင်းဖတ်ကြည့်ကွာစွမလုံးနဲ့ငါတွေ့လား SUMWORND ရုပ်ရှင်ရုံဟုတ်တယ်ရုပ်ရှင်ရုံလားအဲ့တော့ပါမယ်လားတို့ဟာပြတာရရတယ် အာဘယ်လိုလဲကြည့်နေတာကြားလေအေးလို့မိုက်တယ်ဟုတ်လေမိုက်တာပေါ့အော်ယုံဝင်ခထင်တယ်ဟုတ်သားလေ တတ်တယ်ရယ် ဒီကတယောက်300နှစ်ယောက်600အဲ့ကိုမဟုတ်ဘူးလေကိုကျွန်တော်လက်တော့ TV ရောင်းတာအော်သိပါတယ်ငါတို့ကစတာယူလေးပြောစတာတို့ကြီးကိုတွေကလက်တော့တွေလာဝဲတာနော်ဟာလေဟမ်ထားပါလားလာဝဲတာလေဟုတ်ဝဲမယ်ဆိုကျွန်တော်လိုက်ပြပြပါခင်ဗျာအော်ကြည့်ရမှာအော်ညီလေးကိုကြီးတို့ကြတော့ဒီ TV တွေလက်တော့တွေတကယ်ဝယ်မှာဆိုတော့ယောက်ျားလေးချင်းကတော့ခပ်ပါပါပဲလေဟဟလားအဲ့တော့ဟိုရှေ့ကမမကိုလိုက်ပြခိုင်းလို့ရလားအော်ကောင်းလိုက် လဲ ဘယ်မမောက်လိုက်ကြခိုင်းတာမင်းကပြဿနာချပြပြီကွာရောက်တဲ့နေရာတိုင်း မင်းဟမ်စော်ကြီးပဲလေရွာမှာ ဆိုကြီးပဲတော့စမလို့တဲ့ သူပြန်ရအောင်ကွာရောက် မင်းကလည်းဘယ်လိုဖြစ်နေရလဲငါ့ရဲ့တော်ကီတွေမယုံနေမလားရွာမှာငါဘယ်တော့တော်ကီကောင်းလဲဆိုတာမင်းသိရနော် အဲ့ဒါမင်းတော့ငါပြန်နစ်မယ် ဘာဘယ်လိုက်လာစမ်းမလား အကိုမင်္ဂလာပါရှင်ဆန်းဟောလက်တော်တင်ပါလေလက်လီလက်ကအကုန်လုံးရရကို ကြိုက်တယ်ဗျာ ရှင် ဟုတ်ဒီလက်တော့ပြောပါလက်တော့ကြိုက် ဟုတ်ကဲ့ပါရှင် ကျွန်တော်ရှက်မနေတော့ဘူးဗျာကျွန်တော်အမကိုဟိုမှာတွေ့ကြတာချစ်နေတာအဲ့ဒါရွာမလေကျွန်တော်တထွေးကျွန်တော်လဲတော့နွားတွေရောအများကြီးပိုင်တယ်အဲ့ဒါအမကျွန်တော်ပြန်ရှင်းအဲ့ဒါတွေအမအကုန်လုံးပေးမှာအမကျွန်တော်ပြန်ရှင်းမလားယင် မဖြစ်နိုင်ပါဘူးအမကောင်းလေးရှိရဲ့ ဩအမကလည်းကောင်းလေးရှိတယ်ပါအမရေဘာဖြစ်လို့လဲကျွန်တော်မှဆိုမိမကိုကလေးရောရှိတယ် ဘာရှင် ဟာယောဒီမှာ နှလုံးသားလမ်းကျောင်းမှာကျွန်းခံသွားပြန်ပြီကိုကြီးဟာ လက်ခံတယ်မိမတွေကလေးရှိတာဟိုကြောက်လာအောင်တိုက်ခံရတယ် ကိုကြီး မပါလေကလေးစီအထက်ပြောရတော့ပြဿနာတက်ရောပါပြီလေ ဟာယောဒီမှာ